အားလုံးပဲမင်္ဂလာပါ Language Dosu Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Bank Reconciliation Statement ဆိုတဲ့ဘဏ်ကညီရှင်းနဲ့ဘာကြောင့်ရေးဆွဲရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြီးတဲ့နောက်မှာဒီနေ့မှာတော့ cash book ကစီးရင်ပိတ်ပြီးတော့ရရှိလာတဲ့ bank balance နဲ့ bank statement ရဲ့ bank balance တို့မကိုက်ညီရတဲ့အကြောင်းအရင်6ခုအဲ့ဒီအကြောင်းအရင်6ခုကိုတစ်ခုချင်းခေါင်းစဉ်လေးတွေကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်တယ်ပြီးတဲ့အခါကျရင်ဒီခေါင်းစဉ်လေးတစ်ခုချင်းရဲ့အသေးစိတ်ရှင်းလင်းချက်တွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းရင်း6ခုတည်းကနံပါတ်1ကတော့ဘဏ်မှာငွေမထုတ်ရသေးတဲ့ချက်လက်မှတ် unpresented check ဘဏ်မှာငွေမထုတ်ရသေးတဲ့ချက် unpresented check နံပါတ်1နံပါတ်2ကတော့ဘဏ်မှာစာရင်းမဝင်သေးသောချက်သို့မဟုတ်စာရင်းမရှင်းလင်းရသေးသောချက် uncredited check သို့မဟုတ် unclear check နှစ်ခုရှိသွားပါပြီနံပါတ်3ကတော့ dishonor ချက်ဆိုတဲ့ညှင်းပယ်ချက်နံပါတ်4ဒီ standing order ဆိုတဲ့အမြဲတမ်းညွှန်ကြားချက်များနံပါတ်5ဘဏ်သူဘဏ်မှဓာတ်ရိုက်ပေးချေမှုများ direct debit နံပါတ်6ကိုပြောမယ်ဆိုရင်ဘဏ်သူဓာတ်ရိုက်ပေးသွင်းမှုဆိုတဲ့ direct credit နံပါတ်9ကတော့စာရင်းပြောင်းရငွေဖြစ်တဲ့ credit transfer နံပါတ်10ကတော့ bank charges လို့ခေါ်တဲ့ဘဏ်စရိတ်ဖြစ်တဲ့နံပါတ်9ကတော့အမြတ်ဝေစု dividend အတိုးရငွေ interest receipt ရရန်ရှိငွေများ bay receivable ဆိုတဲ့အကြောင်းအရင်6ခုရှိပါတယ်နောက်တစ်ခေါက်ပြန်ပြောပါမယ်ဘဏ်မှာစရင်းဘဏ်တွင်ငွေမထုတ်ရသေးသောချက်နံပါတ်1ကဘဏ်မှာငွေမထုတ်ရသေးသောချက် unpresented check နံပါတ်2ဘဏ်တွင်စရင်းမဝင်သေးသောသို့မဟုတ်စရင်းမရှင်းလင်းရသေးသောချက်လို့ခေါ်တဲ့ uncredited check သို့မဟုတ် unclear check နံပါတ်3က dishonor check ညှင်းပယ်ချက်လို့ခေါ်တဲ့နံပါတ်4ဒီ standing order ဆိုတဲ့အမြဲတမ်းညွှန်ကြားချက်များနံပါတ်5ဒီဘဏ်မှာဓာတ်ရိုက်ပေးချေတဲ့ direct debit နောက်တစ်ခါဘဏ်တို့ဓာတ်ရိုက်ပေးသွင်းတဲ့ direct credit စာရင်းပြောင်းရငွေဖြစ်တဲ့ credit transfer နံပါတ်10ဘဏ်ဆောင်ရွက်ခ bank charges နံပါတ်9အမြတ်ဝေစု dividend အတိုးရငွေ interest receipt ရရန်ရှိငွေများကတော့ bay receivable ဆိုတဲ့အချက်6ချက်ဖြစ်ပါတယ် unpresented check ဘဏ်တွေငွေမထုတ်ရသေးသောချက် unpresented check ဆိုတာကလုပ်ငန်းကပေးချေဖို့ရှိတဲ့သူကိုချက်လက်မှတ်ရေးပြီးတော့ငွေထုတ်ပေးလိုက်တယ်အဲ့ဒီလိုပေးချေလိုက်တာနဲ့လုပ်ငန်းရဲ့ cash book မှာတပြိုင်တည်းစာရင်းရေးသွင်းတယ်ပေးလိုက်ရတဲ့ပေးချေလိုက်တဲ့ပမာဏကို cash book ရဲ့ credit ဘက်မှာရေးသွင်းလိုက်တဲ့အတွက်ကြောင့်အဲ့ဒီပမာဏဒီ cash book မှာစာရင်းလျှော့ပြီးသားဖြစ်သွားပြီဒါပေမဲ့လေတစ်ဖက်မှာကိုချက်လက်မှတ်ရေးပြီးတော့ပေးလိုက်တဲ့ချက်ကိုလက်ခံရရှိသူကလုပ်ငန်းရဲ့ဘဏ်ကနေပြီးတော့ဘဏ်စည်းရင်းထဲကနေငွေသွားမထုတ်ရသေးဘူးအဲ့လိုငွေသွားမထုတ်သေးတဲ့အတွက်ဘဏ်မှာတော့ကိုချက်ရေးပြီးလိုက်တဲ့ပမာဏကရော့မသွားသေးဘူးဒါကြောင့်မို့လို့ဘဏ်ရဲ့လက်ကျန်မှာတော့အဲ့ဒီပမာဏကြီးကများနေမှာဖြစ်တယ်ပမာဏရော့မသွားသေးဘူးတစ်ပြိုင်တည်းမှာတစ်ချိန်တည်းမှာလုပ်ငန်းရဲ့ cash book မှာတော့အဲ့ဒီပမာဏကိုစရင်အပေးအနေနဲ့ဖော်လိုက်ပြီး credit ဖော်လိုက်ပြီးဖြစ်တဲ့အတွက် cash book ရဲ့ balance မှာတော့ပမာဏရော့သွားပြီဖြစ်တယ်ဒါကြောင့်မို့လို့ဒီလိုအကြောင်းအရာကြောင့် cash book ရဲ့ balance နဲ့ bank statement ရဲ့ balance တို့မကိုက်ညီရခြင်းဖြစ်ပါတယ်uncredited unclear ချက်ဆိုတဲ့ချက်လက်မှတ်ကတော့လုပ်ငန်းကလက်ခံရရှိတဲ့ချက်လက်မှတ်ဖြစ်တဲ့ကိုယ့်ရဲ့ customer ကလုပ်ငန်းကိုပေးဖို့ရှိတဲ့ငွေအတွက်ကိုချက်ရေးပြီးတော့လုပ်ငန်းကိုချက်လက်မှတ်နဲ့ငွေလာပေးတယ်အဲ့ဒီလိုငွေလာပေးလို့ချက်လက်မှတ်နဲ့လက်ခံရရှိလိုက်တာနဲ့လုပ်ငန်းရဲ့ cash book အရာဘက် debit side မှာစာရင်းရေးသွင်းလိုက်ပြီးဖြစ်တယ်ဒါပေမဲ့လုပ်ငန်းကအဲ့ဒီလက်ခံရရှိတဲ့ချက်လက်မှတ်ပမာဏကိုကိုယ့်လုပ်ငန်းရဲ့ဘဏ်စင်းထဲကိုစာရင်းသွားမသွင်းရသေးတဲ့အတွက်ဘဏ်မှာတော့အဲ့ဒီပမာဏဒီစာရင်းမဝင်သေးဘူးလက်ခံရရှိတဲ့ငွေပမာဏဒီတိုးမလာသေးဘူး
ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်း cash book အဲ့ဒီ cash book ထဲမှာတော့အရပမာဏစည်ရင်းထည့်ပြီးဖြစ်တယ်ဒါဆိုရင်လကုန်တဲ့အချိန်မှာကိုယ့်ရဲ့ cash book မှာလကုန်လို့စည်ရင်းပိတ်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ cash book မှာချက်လက်မှတ်နဲ့လက်ခံရရှိတဲ့ငွေပမာဏဒီပါနေမှာဖြစ်တဲ့အတွက် balance များနေမှာဖြစ်ပြီးဘဏ်စည်းရင်းထဲမှာတော့အဲ့ဒီချက်လက်မှတ်ကိုစည်ရင်းသွားမသွင်းရသေးတဲ့အတွက် balance ပမာဏနည်းနေမှာပဲဖြစ်တယ်ဒါကြောင့်မို့လို့ဘဏ်မှာသွားပြီးတော့စည်ရင်းမသွင်းရသေးတဲ့ uncredited စည်ရင်းမရှင်းလင်းရသေးတဲ့ unclear ချက်ကြောင့်လေ bank statement ရဲ့ balance နဲ့ cash book ရဲ့ balance တို့ကွဲလွဲရခြင်းဖြစ်ပါတယ်dishonor ချက်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမယ် dishonor ချက်ဆိုတဲ့ညင်းပယ်ချက်ဆိုတာကနှစ်မျိုးရှိတယ်လုပ်ငန်းကရရှိတဲ့ချက်လက်မှတ်ကိုဘဏ်ညင်းတာရှိတယ်လုပ်ငန်းကထုတ်ပေးလိုက်တဲ့ချက်လက်မှတ်ကိုဘဏ်ကညင်းတာလည်းရှိတယ်ဒါဆိုရင် dishonor ချက်ဆိုတဲ့ညင်းပယ်ချက်ဘဏ်ကဘာကြောင့်ညင်းတာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမယ်အကြောင်းရင်း၃ချက်ကိုပြောပြပေးသွားမယ်တစ်ခါတလေကြာရင်အဲ့ဒီချက်လက်မှတ်ဒီမှာရေးလိုက်တဲ့အမောင့်ကိုကွဲလွဲနေတာစာသားနဲ့ရေးတာ9000လို့ရေးပြီးတော့ကဏ္ဍမှာ9000ဖြစ်နေတယ်အဲ့ဒီလိုကွဲလွဲနေတဲ့ချက်တွေဆိုရင်ဘဏ်ကညင်းပါတယ်ဒုတိယအချက်ကတော့ဘာတွေလဲဆိုရင်သူကချက်လက်မှတ်ရဲ့တက်တန်းဒီစရေးလိုက်တဲ့အချိန်ကစပြီး3လအတွင်းတည်မြဲတယ်3လကျော်မှသွားထုတ်တဲ့ချက်လက်မှတ်တွေဆိုရင်ဘဏ်ကညင်းတယ်ဒါကြောင့်မို့လို့ dishonor ချက်ဖြစ်တယ်နံပါတ်3အချက်ကတော့ချက်လက်မှတ်မှာရေးပြီးလိုက်တဲ့ပမာဏက9000ဒါပေမဲ့ထုတ်ရမယ့်ဘဏ်အကောင့်ထဲမှာ balance က3000ပဲရှိနေတယ်အဲ့ဒီလိုပမာဏလက်ကျန်ပမာဏမလုံလောက်ဘူးဆိုရင်လေဘဏ်ကညင်းပါတယ်အဲ့လိုအကြောင်းအရာတွေကြောင့်ချက်လက်မှတ်ကိုဘဏ်ကညင်းလာခဲ့ရင်အဲ့ဒီချက်ဒီ dishonor ချက်ဖြစ်တယ်ဥပမာပြောမယ်ဆိုရင်လုပ်ငန်းကနေထုတ်ပေးလိုက်တဲ့ချက်လက်မှတ်လုပ်ငန်းကနေပေးဖို့ရှိတဲ့ငွေတွေအတွက်ကိုချက်လက်မှတ်ရေးပြီးတော့ထုတ်ပေးလိုက်တယ်အဲ့ဒီလိုထုတ်ပေးလိုက်ပြီးဆိုတာနဲ့လုပ်ငန်းရဲ့ cash book မှာ credit ဘက်မှာစာရင်းရေးသွင်းလိုက်တယ်အပေးပြလိုက်တယ်ဒါပေမဲ့တစ်ဖက်လူကအဲ့ဒီချက်လက်မှတ်ကိုဘဏ်မှာသွားထုတ်တဲ့အခါဘဏ်ကညင်းလိုက်တယ်ဆိုဘဏ်စည်းထဲကနေငွေထုတ်လို့မရလိုက်ဘူးအဲ့တော့ဘဏ်မှာတော့ငွေမထွက်သွားဘူး cash book မှာတော့အပေးပြလိုက်ပြီဒါဆိုရင် dishonor ချက်ကြောင့်ဒီလိုကွဲလွဲချက်တွေဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့အကြောင်းအရင်း6ချက်ထဲမှာ3ချက်ကိုပြောပြပြီးတဲ့နောက်မှာတော့နောက်ထပ်6ချက်အကြောင်းအရာ6ချက်ကွဲလွဲရတဲ့အကြောင်းအရာ6ချက်ကိုနောက်ထပ်အပိုင်းတွေမှာဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်